နော်ကိုဆွဲနေတာပြပေးမယ်နော်ဒီအစုံကိုတော့ဘာကိုစတော့ရမယ်ဆိုကိုဒီကောင်ပေါ့နော်ကိုတို့ဟိုစပုတ်တိုင်းယူရမယ်နော်သူကလာတယ်ဟိုကသူခွဲပေးထားတယ်နော်ဒါနဲ့ဒီစပုတ်တိုင်းကိုနားမလဲပဲနဲ့ရမ်းပြီးတော့မဖောက်နဲ့နော်ဖောက်ပြီးလို့ရှိရင်နည်းနည်းအလုံးဆုပ်သွားမယ်မဖိနေပြန်ခေါင်းလေးပြန်ထည့်ထားနော်သူဖိနေပြန်ခေါင်းလေးပြန်ထည့်ထားပြီးတယ်အဲ့ဒါကိုပေးလိုက်စစ်စစ်လေးပြီးအဲ့ကိုလိုအရင်လောက်ထုတ်ကိုဆင်းထုတ်မယ်နော်ဒါဆင်းထုတ်ပြီးပြောပြအောင်မျိုးလဲဆိုတာဒီကောင်းတဲ့အသေးပဲအပုံးထားရင်ဒီလိုမျိုးဝတ်ထားကောက်အောင်လို့အောင်လို့ဆင်းပြန်ကောင်းလေးပြန်ထားကိုတို့ဒီကောင်ကဒီမှာကြီးဒီကောင်အပေါ်နည်းနည်းမောတယ်ခေါင်းသူကောက်အပေါ်နည်းနည်းမောတယ်နော်ဒီကောက်အောက်နည်းနည်းငုတ်တယ်ဒီကောက်မကြီးဒူးနော်အပေါ်နည်းနည်းမောနေကောင်နဲ့အောက်နည်းနည်းငုတ်နေကောင်နဲ့ငုံတဲ့ကောင်ကိုတို့ခေါ်တာအစီလို့ခေါ်တယ်နော်ဒီကောင်အတူလို့ခေါ်တယ်နော်ကိုတို့ခေါ်တာပေါ့နော်တရားမတူကြဘူးနော်ဟိုအပေါ်မောနေကောင်ကြတော့အတူဒီကောင်အစီပေါ့နော်ကိုတို့ခေါ်တယ်အစီချောင်းကိုဘယ်လိုထိုးအောင်လဲဆိုအစီချောင်းကိုအထဲကစထိုးမယ်နော်အစီချောင်းကိုအထဲကစထိုးမယ်မှတ်ထားမှာအစီအထဲအတူအပြင်အဲ့လိုမှားပါနော်မှားအောင်မယ်ဟာအစီချောင်းကိုအထဲကစထိုးမယ်တစ်ချောင်းကျော်လေးတွေပေါ့နော်အစီအထဲအတူအပြင်နော်အဲ့လိုမှတ်ထားမှာအလွယ်မှတ်နေရောနော်အဲ့လိုမျိုးတစ်ချောင်းကျော်ထိုးလိုက်အစီကိုကိုဆွဲတာကိုတော့တီးတန်းတစ်ခုထပ်တင်မှရအောင်နော်။ဘာဖြစ်လို့ဗီဒီယိုကတအားစိတ်ဝိုင်းသိနေတိုင်းနော်အထဲရွယ်နော်အကုန်လုံးထိုးမှာအထဲအရင်ထိုးရမယ်နော်အကုန်လုံးစစ်လေးဖြစ်အောင်လို့တစ်ခါထိုးလို့တော့ရတယ်ဒါပေမဲ့စစ်လေးဖြစ်အောင်လို့ရောအစီရေထိုးလိုက်အစီအထဲတော့အတူအပြင်မှတ်ထားတော့အဲ့ဒီကတော့မှတ်ထားအောင်ကောက်စီကအထဲအတူကအပြင်ဟောဒါအစီပြီးသွားပြီနော်အစီပြီးသွားပြီဆိုတော့အတူပြန်ထိုးမယ်အတူကဒီမှာအပြင်ရင်ထိုးအောင်အစီကအထဲရင်ထိုးတယ်အတူကအပြင်ရင်ထိုးတယ်ဒီမှာစိတ်တော့မခတ်ပါဘူးနော်အဓိပ္ပာယ်ကအဲ့ဒီအဓိပ္ပာယ်လေးကိုနားလည်ဖို့ပဲလိုတယ်ခတ်တာတော့မခတ်ဘူးဒီကတော့ဗီဒီယိုတစ်ခုလုပ်ပြီးဘူးလေအခုကတော်တော်လေးအပြစ်မကြည့်ဘူးလားမသိဘူးပြန်မရင်းနေအဲ့တော့လမ်းကျုံလာနဲ့ပြန်ပြီးလုပ်ပြီးတာနော်ကိုပညာဆိုးပဲဆိုတော့မရှိဘူးဘာဖြစ်သေမှာမပါပါဘူးเนาะကိုပညာပေးလိုက်လို့ကြံခိုင်းတဲ့လူတွေကလှုပ်ရှားလို့ရအေးစီပဲဒီအသွေးပဲစိတ်တော်ထဲတာတကယ်ဘာမှမဟုတ်ဘူးများတယ်လို့ငါပေးလိုက်တဲ့ဒီကောင်တော့လှုပ်ရှားရင်ဘာဖြစ်မြန်မယ်မျိုးမတွေးဘူးเนาะဟိုတွေးရအကောင်လုံးလှုပ်တော့ဝါလေးကောင်းနေပဲเนาะထားပြီဒီမှာနော်ဆင်းပြမယ်နော်ဆင်းပြမယ်ဒီ sport ဒီချက်ချီကဖြစ်နေတဲ့နေရာနော်အလွယ်တကူပြောပြမယ်နော်ချက်ချီကဖြစ်နေတဲ့နေရာအချောင်းနှချောင်းကြည့်လိုက်နော်အဲလိုဒီချက်ချီကဖြစ်နေတဲ့နေရာအချောင်းနှချောင်းဆိုဒီမှာနော်1 2 3 4ဒီက4ကအပေါ်တစ်ခုအောက်တစ်ခုနော်အဲ့4ကချက်ချီကဖြစ်နေတော့1ပေါင်း2ပေါင်း3ပေါင်း4ပေါင်းအဲ့ဒါ4ပင်ဒိုးလို့ခေါ်တယ်နော်မချက်ချီကဖြစ်နေနော်4ပင်ဒိုးပြီးအပေါ် line နော်ပေါ် line 4ပင်ဒိုးဒီမှာချက်ချီကဖြစ်နေတော့ဒါကတနည်းနော်
ဒီမှာတခုဒီမှာကြက်ကြီးကဖြစ်နေနော်ဒီနှစ်ချောင်းကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီကောင်မတူတော့ဘူးတို့ကနော်ဒီကောင်နဲ့ဒီကောင်ကြက်ကြီးကဖြစ်နေတယ်မှာ1 2 3 4 5 6ဒါ6ပင်တူနော်ဒါ6ပင်တူတာအခုဆွဲမကိုဟိုဟာဆင်းပြတာနော်ဟို4ပင်တူစီးတယ်6ပင်တူစီးတယ်ဒါပုံမှန်ဆိုင်ကယ်တွေရဲ့သဘောတရားပေါ့နော်အဲ့လိုမျိုးကိုခဏပြောလို့လိုမျိုးဒီဂွေမှာဆိုလို့ရှိရင်ဘယ်တစ်ခုညာတစ်ခုတွားနေရတော့ဒီမှာတော့ဒါဆိုလို့ရှိရင်ညာဒီမှာဘယ်ညာဘယ်အဲ့လိုမျိုးတွားနေနော်ကိုတို့ကဟိုဘက်ချမ်းကိုဂွေစားရဲမှာဆိုဟိုဘက်ချမ်းဆိုဟိုဘက်ချမ်းကိုစားရဲကြတယ်နော်အပေါ်လိုင်းဆိုအခုဒီကောင်ဆိုဒီဂွေဒီအပေါ်ဘက်ဆိုပေါ့နော်ဒီအပေါ်ဘက်ဆိုတချမ်းစားရဲကြတယ်နော်ဒါဂွေထိုးတဲ့နီးပေါ့နော်ဒါ6ပင်တိုးဒီကြက်ချီကဖြစ်နေတဲ့ဟာကိုကြည့်1 2 3 4 5 6ဒါ6ပင်တိုးနော်ဒီမှာကြောက်ကြက်ချီကဖြစ်နေတဲ့နေရာမှာ1 2 3 4 4ပင်တိုးနော်ထည့်လိုက်တယ်ကောပြီးရင်ကိုဂွေဆွဲမယ်ဂွေကိုတို့ဒီလိုမျိုးထည့်ပြီးဆိုလို့ရှိရင်ကိုတို့ကအားလုံးကိုတို့ဒီအရင်နဲ့အတိကျထားလိုက်နော်မူလီရစ်နဲ့ဒီရစ်နဲ့ဒီရင်းနဲ့အတိလေးတွေအကုန်လုံးကြီးကျစ်ထားရင်းနဲ့အတိလေးအကုန်လုံးရော့ထက်ကြဟိုဘက်ကြကိုခုံဝင်နှစ်ဆွေးနေပြီနော်ဝယ်ရတော့မကိုခုံနှစ်ပေါင်းမနေတော့ဘူးကောတောင်သွားပြီလှုပ်ကြွေးလာတယ်ခုံရဲ့ไปนะ有的不要啊。လိုက်တဲ့ပဲအများကြီးရင်ဦးစားပေးနော်ဒီမို့ဒီတလိုင်းရင်ကြည့်နော်တလိုင်းရင်ကြည့်ကိုတော့ဘွေဥတာကိုရင်ဆွဲမယ်ဆိုရယ်ဆွဲလို့ရတာနော်ကိုတော့ဘွေဥတာကိုရင်မဆွဲဘူးနော်ကိုဒီဇိုင်းဝင်နော်ကိုစတိုင်အဲ့ဒီကိုမြန်ချင်းတယ်လေအမြန်ပဲလောက်တကယ်ဒီဘက်ကိုလိုက်တယ်ဆိုလို့ရှိရင်ကိုတော့ဟောဒီဘက်တချမ်းကစပုတ်နဲ့ပတ်သက်တာကိုဆွဲမယ်နော်ဒီဘက်ကိုလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်ဟိုဘက်ပါတယ်ဆိုလို့ရှိရင်ဘယ်ဘက်ပါတယ်ဆိုလို့ရှိရင်ဒီညာဘက်ခြံစပုတ်ကိုဆွဲမယ်နော်ဦးဆုံးမှအများကြီးမဆွဲနဲ့နော်နည်းနည်းလေးတွေပဲဟိုကိုတို့ကစားတင်တော့ဆို3ချက်ပဲပြီးဆွဲတယ်နော်ဆရာတွေကအများကြီးမပြီးဆွဲ3ချက်ပဲနော်
ကိုယ်ဟောင်းဆွဲလို့ရှိရင်လည်းခက်ခဲတယ်စစ်တတ်တယ်ပြီးတော့ကိုယ်ဟောင်းဆိုတာတို့တွေစပုတ်တွေတော်တော်ကြီးကိုပြတ်ထားပြုတ်ထားပြီးမှလာလဲကြတော့ကိုယ်ကဟိုအုပ်တာများတယ်နော်ကိုယ်ရဆွဲလို့ပါတယ်ကိုယ်ရရင်တော်တော်ကြီးဆွဲရတယ်နော်ဒီကိုခဏပဲနော်မတည်မြဲဆွဲရတယ်ဒီမျိုးဆွဲရတယ်ဒီဘဲကညာဘဲကိုကိုက်ရင်ဟုတ်ဘဲချမ်းကစပုတ်တွေကိုဆွဲရနော်ညာဘက်ကလို့ရှိရင်ဘဲချမ်းစပုတ်ဆွဲရဟိုတင်းရတယ်ပေါ့ကွာဒီတော့နားလည်းမသိဘူးကဲမို့ကိုယ်ဥတယ်ကိုယ်ရတဲ့အုပ်တယ်လာတိုက်တယ်ဆိုလို့ရှိရင်ကိုတော့ဒီလိုပေါ့နော်ဒီလိုမျိုးယူပါဒီဘက်ဆိုရင်ညာတစ်ချောင်းပြီးဒီမှာဘေးတစ်ချောင်းနော်အဲ့နဲ့ချောင်းယူပြီးဆွဲတွင်းလိုက်ရတယ်နော်ကိုယ်ဥဆွဲတဲ့နီးကိုနီးကိုပြောရပါတော့တခြားဆရာရောဘယ်လိုဆွဲလဲကိုတိတ်မသိဘူးနော်ဘာဖြစ်ဆိုကိုကျင်လေတဲ့အရာရယ်ပြီးလို့ရှိရင်ကိုပတ်ဝင်ကျင်ရယ်ဟိုကိုဆရာတင်ပေးတဲ့နီးကိုပဲကိုပြောတာနော်ပြီးတော့ဗမာနီးစနစ်တွေကိုနားမလည်ဘူးဗမာခေါ်ဝေါ်တွေကိုမသိဘူးနော်ဗမာခေါ်ဝေါ်တွေကိုမသိဘူးဗမာနီးစနစ်တွေကိုနားမလည်ဘူးဒါကိုတို့ထိုင်းကကိုဆရာထိုင်းမယ်လေထိုင်းဆရာတင်ပေးတဲ့အတိုင်းကိုဆွဲတာအခုကိုလက်ပဲတင်ထားနော်တစ်ချက်ပဲတင်ထားကိုလက်တင်ထားဒီမှာကိုကြည့်对吧တည်ငြိမ်မှုစီးတာဘယ်လောက်စီးလဲဆိုကြည့်对吧ဒါလက်ပဲတင်ထားလေးဦးမယ်နော်ဘာမှမလုပ်ရဘူးနော်အမကြီးကိုနည်းနည်းတော့မလိမ့်ဘူးဒါမဆွဲရသေးဘူးနော်ကိုညှိတာကညှိဝင်ညှိတာခဏအတန်ကြားဟိုကူကြီးကင်းဆိုအဲ့ဒါဆိုကိုတို့ဆွဲတွင်းပေးရမှာနော်ဆွဲတွင်းပေးရမှာဒါကိုခုံနဲ့တိတ်မကောင်းတော့ဘူးနော်စင်ပြကြပါစေနော်မတိလို့ရှိရင်ထပ်မေးပေါ့နော်မစင်းလို့ရှိရင်ဒါကိုတိကိုတတ်တဲ့နီးပညာလေးပြောပြတာနော်